ပြန်ဆိုတဲ့နေရာမှာညီမ2ယောက်အမွာပူး2ယောက်လေဝက်အင်ဝက်တကျွေးရဆိုပြန်တော့အဲ့စစ်သား3ယောက်ကတော့မြင်ပြီးမှတယောက်ကိုမတင်းကျင်ပြီးမှတတ်လိုက်တာအဲ့လိုဆိုကျွန်မကြောက်လေအိမ်ပြန်လို့ရှိရင်အခုအဲ့ကျွန်တော်အိမ်ပြန်မိမတွေလာတွားလို့ရှိရင်လည်းတယောက်နဲ့ယောက်ပဲတွေ့လို့ရှိရင်အခုစစ်သားတွေကမန်စီမာရောသူတို့ပြန်မဲတဲ့အခါကျတော့အထက်အမိန်လုပ်တယ်လို့ပြောတယ်အခုအမျိုးသမီးဆိုရင်အကုန်လုံးက18ယောက်ရှိပြီလေယောက်ျားဆိုရင်သူတို့ကရိုက်နှိမ့်ဆက်ပြီးယောက်ျားဆိုနှိမ့်ဆက်ပြီးခုနေထက်ပြီးမှဟိုဟာနဲ့ဘောနော်သူချောင်းလေချုံချုံလေးလုပ်ပြီးမှထိုးမတင်ရေချောင်းလေးပြစ်တဲ့အဲ့လိုလုပ်တာလေအခုကျမတို့အများဆုံးကြောက်တာအဲ့လိုမျိုးလေပြန်သွားရင်မျိုးသမီးမြင်လို့ရှင်တို့ကမတင်းကျင်ပြီးအဲ့လိုလုပ်တဲ့ဟာကြောက်တယ်လေနော်အဲ့ဒီအမွာဘူး2ယောက်က2ယောက်စလုံးတိတ်သွားတယ်တယောက်ကထပ်ပြေးလာတာလေဒါလေအဟုတ်တကယ်မှလည်းအခုဒီကသွားလို့ရှိရင်တနာရီတောင်သွားစရာလို့ဆင်ကင်းနဲ့ကျမတို့အိမ်ပြန်လက်လာပေရွာမိုးတာဆိုတဲ့မရင်းကျင်တဲ့ရက်ကပဲပြီးခဲ့တဲ့ရက်ကလည်းမတင်တော့ပဲရက်ခက်မှန်းရက်ပေါ့နော်ဒီရက်20ကျော်ပတ်ဝန်းကျင်ပဲဒီအင်္ဂလိပ်ကျွန်း20ကျော်ဒီနေရာလွဲပြီးတခြားနေရာတွေမရင်းကျင်တာတွေပါရှိနိုင်လားရှိသေးလားစီတို့မြစ်နာလာဟိုပါလေခလာယံကြားရံဟိုဘက်ကဆိုရင်ဟိုဘက်ဆိုရင်အမျိုးသမီးအကုန်လုံးဆို18ယောက်ရှိပြီတဲ့အပွားကြီးရောမတင်းကျင်တာသူတို့မိန်းမတာဖြစ်လို့ရှိရင်လေစစ်သားတွေလေသူတို့စစ်တပ်ကလည်းသူတို့လည်းနေ့တိုင်းဟွာလုပ်တာ10ယောက်10ယောက်တနတ်ဒီပါတွေအကုန်လုံးနဲ့သူတို့လည်းမတင်းကျင်ပြီးမှသူတို့စစ်သားအကုန်လုံးလာတော့ပါတော့ဒီမိန်းမတယောက်တွေ့ရင်မတင်းကျင်ကြည့်ပြီးမှမတဲလို့ရှိရင်ဖြစ်အောင်တာဟုတ်ကြဒီမှာလေကြားတဲ့ခါကျတော့ကျမတို့ကြောက်တယ်လေတယောက်တည်းအိမ်ပြန်ထိုးရတဲ့ကြောက်တယ်ပြန်လေကလေးတွေကလည်းပြန်ပြန်ဒီမှာလေကလေးတွေကြောက်